ဒီနေ့ပြန်လဲသုံးသပ်ပေးမဲ့ဇလန်ကတော့ကင်မရာထဲဖမ်းမိထားတဲ့အထူးဆန်းဆုံးတဘာဝချစ်ရ9ခုအကြောင်းမှာနောက်ဆုံးတစ်ခုဆိုရင်ကဘာကြီးအဆုံးသက်တော့မယ်လို့တောင်ထင်စေမဲ့အထိမညုံနိုင်လောက်အောင်ထူးဆန်းပါတယ်နံပါတ်5ပောက်ကွဲထွက်လာတဲ့လာဗာမီးတောင်တစ်လုံးကတောက်ပနေတဲ့မီးအောင်ဖောင်တင်းလိုပဲလာဗာပူတွေကိုအမြင့်ထိပစ်ထုတ်နေပါရဲ့အရန်လှပပြီးမဲ့မီးကြီးကိုယ်တိုင်မီးလောင်နေတယ်လို့ထင်ရစေပါရဲ့တဘာဝရဲ့အင်အားကြီးမားမှုကိုပြသနေတဲ့မြင်ကွင်းပါနံပါတ်4အလင်းထွက်တဲ့လှိုင်းမြညဘက်မှာပင်လယ်ထဲလိုင်းရှက်လိုက်တိုင်းရေလိုင်းတွေပြပြလင်းလင်းထွန်းလင်းလာပါတယ်ဒီအရာဟာတင်းငယ်တဲ့ plankton များကြောင့်ဖြစ်ပြီးသူတို့ရဲ့တဘာဝအလင်းကြောင့်လှိုင်းတွေတောက်ပနေတာပါအိမ်မက်တွေကလို့လှပတဲ့မြင်ကွင်းတစ်ခုပါနံပါတ်3ပြန်လည်ရေတကွန်ရေကအောက်ကိုမစီးဘဲအပေါ်ကိုပြန်တက်တယ်လို့ဖြစ်နေပါတယ်။လေပြင်းတွေကရေကိုပြန်တွန်းထုတ်လိုက်တာကြောင့်အလေးချိန်ဆွဲအားတောင်အလုံးမလုံးတော့တယ်လို့မြင်ရပါတယ်။တဘာဝရဲ့လှည့်စားမှုတစ်ခုလိုပါပဲ။နံပါတ်2သွေးရောင်မြင့်မြင့်တစင်းကသွေးလိုหนีရဲနေတာပါ။ဒါဟာတဘာဝဓာတ်တုတွေနဲ့ LG တွေကြောင့်ဖြစ်ပေါ်လာတာဖြစ်ပြီးကြောက်စရာရုပ်ရှင်ထဲကမြင်ကွင်းလိုမယုံနိုင်လောက်အောင်ထူးဆန်းပါတယ်။နံပါတ်1หนีရဲတဲ့ကောင်းကင်မီးတောင်မှုန်နဲ့ဖုံမှုန်မြက်ကလေထူထဲပြည့်ညတ်သွားတဲ့အခါကောင်းကင်တစ်ခုလုံးหนีရဲသွားပါတယ်။ကဘာကြီးမီးလောင်နေသလိုအဆုံးတက်ရောက်နေသလိုထင်မြင်စေတဲ့အလွန်အမြန်အံ့ဩဖွယ်မြင်ကွင်းပါ။ဒီလိုနဲ့တဘာဝရဲ့မယုံနိုင်လောက်တဲ့ချစ်ရက်ညားခုကိုပြန်လဲသုံးသပ်ပေးခဲ့ပါရဲ့။သင်အတွက်ဘယ်တစ်ခုကအံ့ဩစရာအကောင်းဆုံးလဲ။